good morning ကဲအလှူသွားမလုပ်ခင်လေဒီ comment လေးဖြေပေးမယ်နော်မနေ့ကမဖြေပေးလိုက်မိတာ sorry ပါအမပစ္စည်းတွေလိုက်ဝယ်နေလို့လှူမဲ့ပစ္စည်းတွေလေအမားတဲ့အာဘမမှာ9မျိုး9ဘူးဝယ်တာလက်ကာစီပြရအောင်နော်ပေါက်စေးဝက်ပလက်ဝယ်တာနဲ့ဆို6မျိုးဖြေပေးပါအောင်နော်တဲ့ညီမလေးနားလည်မှုလွယ်ရလားအမပဲနားလည်မှုလွယ်ရမသိအမနားလည်သူတို့ဖြေပေးလိုက်မယ်နော်အမဟိုတနေ့ကပြောလိုက်တဲ့ဗီဒီယိုမှာအမတို့ဒီ skin care ဒီ3မျိုးပေါ့နော်ကတပူးကို2600နဲ့မှ900ဈေးကအတူတူလုတ်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီမျက်နှာသစ်ဆေးနဲ့တိုနာကတော့လူတိုင်းအတွက်လိုအပ်တယ်အဲ့ဒါကြောင့်အမကဘာလို့ပေးလိုက်လဲဆို customer ဘက်ကြည့်ပြီးတော့ငါမျက်နှာသစ်ဆေးပဲ9ဘူးယူလဲလက်ကားဆေးရတိုနာ9ဘူးယူလဲလက်ကားဆေးရတယ်remover 9ဘူးယူလဲလက်ကားဆေးရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီ3မျိုးကိုအပြည့်ယူပြီးတော့အမြဲလိုအပ်နေတဲ့ပစ္စည်းဖြစ်တဲ့ကြောင့်ဒီ2ဘူးကိုဖြည့်လိုက်လို့ရှိရင်ဒီ skin care တွေကကွာ9ဘူးပြည့်တယ်ဆိုလို့ရှိရင်လက်ကားဆေးရတယ်ပေါ့နော်အခြား product တွေနဲ့တော့ဈေးမတူတဲ့အတွက်ကြောင့်မလို့အမတို့လက်ကားဆေးပြီးလို့မရအောင်အမပြောတာတပီးတို့နားလေလားတော့မသိဘူးညီမလေးတို့နားလေလားတော့မသိနေ့တိုင်းလိုအပ်တယ်နေ့တိုင်းသုံးဆွဲတဲ့ပစ္စည်းဖြစ်တဲ့ကြောင့်ဒီ skin care တွေက9မျိုးပြည့်ရင်လက်ကားဆေးရတယ်နော်ညီမလေးတို့ package အစားလောက brand ဆက်နေတဲ့ဒီ package တပူးကို2600နဲ့မှ900အမတို့9ဘူးဝယ်တယ်ဆိုလို့ရှိရင်လက်ကားဆေးနဲ့ပေးထားတယ်နော်ညီမ